ကြီးမင်းများအားလုံးမင်္ဂလာပါရှင်ညီမအခုလက်ရှင်နဲ့ဘလော်လေးကတော့ C1 C2 C3 ပတ်တာလေးတွေကိုဘယ်လိုခွဲလဲဆိုတာကို sharing လုပ်ပေးပါမယ်ညီမကအရင်လို့ပြောချင်တာကညီမကတကြွလို့ဆရာကြီးဖြစ်နေလို့ဆရာလုပ်တာမဟုတ်ဘူးပေါ့နော်ညီမလည်းအရင်တော့မသိဘူးညီမလည်းဒီအလုပ်လုပ်ခံမှာတကယ်ဝင်လေးလာရမှန်းသိတဲ့အခါကျတော့မှလုပ်ရတာပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လက်သမားတွေကအမြဲတမ်းခေါ်လို့မရဘူးလေအမြဲတမ်းခေါ်လို့ကိုလိုချင်တဲ့အချိန်တိုင်းခေါ်လို့မရတဲ့အခါမျိုးတို့ကျမ်းမာရေးကိစ္စရှိမယ်တို့ရဲ့ဒီကိုယ်ကိုယ်ရာကိစ္စတွေရှိမယ်တခြားအလုပ်တွေရှိလို့မလာရင်တာရှိမယ်အဲ့ဒီခါမျိုးကြလို့ရှိရင်ကိုကတစ်ခါမှပေးရတဲ့ order တွေကရက်ချိန်မရတဲ့ခါမျိုးကြလို့ရှိရင်အရင်ကြံ့ကြာပြီးတော့မှစကားတွေအများကြီးပြောရတယ်စိတ်တွေညစ်ရတယ်စိတ်တွေပင်ပန်းရတယ်အဲ့ဒီခါကျတော့နောက်ပိုင်းကျတော့ကိုယ်တိုင်းမှာငါလက်တထားတင်နေဆိုတဲ့စိတ်မျိုးလေးနဲ့လေးလာလိုက်တာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့အဲ့တော့လူကြီးမင်းတို့ကိုအခု sharing ပြန်လုပ်ပေးပါမယ်ရှင် C1 C2 ဒီ C3 ခွဲတဲ့ဟာကလေလက်သမားတိုင်းလည်းမခွဲတတ်ပါဘူးလက်သမားတိုင်းလည်းမလုပ်တတ်ပါဘူးဘာလို့အဲ့စကားကိုပြောလဲဆိုရင်ညီမကအချက်လက်မရှိပြောတာမဟုတ်ပါဘူးညီမလက်သမားတယောက်ကိုခိုင်းမှုပါတယ်အဲ့တော့တက်ကျွမ်းတဲ့သူကဒီဓာတ်တွေကိုတက်မယ်ဆိုလို့ရှိရင်နိုင်ဝက်ပဲကြာမဲ့အလုံးကိုမတက်ကြတဲ့သူကိုမသိနားမလဲတဲ့သူကိုသိတယ်ဆိုပြီးတက်ရောင်ကလူကိုခိုင်းလိုက်မိတဲ့အခါကျတော့တနေ့နဲ့တညပေါ့နော်ည9နာရီထိကြာပါတယ်မနက်9နာရီကနေပြီးတော့စပြီးပစ္စည်းချပေးလိုက်တာတကား၄ချက်ထဲကိုတော့နှလုံးတက်ရတယ်ဒီမောင်းပတ်တာလေးတွေကိုတကား၄ရွက်တက်ရတယ်အဲ့ဒါလေးကိုမှသူကလဲခံနေတာဟွာလောက်ထိတော့ည9နာရီထိလောက်ရတယ်အဲ့တော့ညီမအရင်အရေးကြီးလို့ညီမခိုင်းနေကြညီမအခိုင်းကြတော့ဘာလို့ညီမခေါ်နေကြအကိုတွေကမလာနိုင်ဘူးပေါ့နော်သူတို့အကြောင်းကိစ္စရှိတဲ့အကြောင်းလို့မလာနိုင်တဲ့ခါကျတော့ညီမကတစ်ဖက်မှာဖះเจ้าဆောင်ကိုပေးရတော့မယ်အော်ဒါကြီးကကြံ့ကြာနေပြီးအချိန်ကလည်းမရတော့ဘူးဒီရက်ဆိုတော့เจ้าဆောင်တွေကသိတဲ့အတိုင်းအဲ့တော့เจ้าဆောင်တွေမှာပြီးဆိုရင်တတိထားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရချင်းနေနဲ့သွားတဲ့ခါကျတိကျလုံးမရတာမျိုးပေါ့နော်မရဘူးဆိုလို့ရှိရင်လည်းဝယ်သူကြိုးလေးဖုံးဆက်ရတယ်အဲ့ရက်ကလုံးဝမရတော့ဝယ်သူကလည်းမရတော့တဲ့အခါမျိုးကျတော့ကိုကဘာလုပ်ရလဲဆိုတော့သူတို့ညွန်ပေးတဲ့တယောက်ကိုချိတ်ပြီးတော့ပေါ့နော်နီးစရာပေါ့နော်ညွှန်ပေးတဲ့သူကိုညီမချိတ်ပြီးတော့မှအဲ့လူကိုညီမရှာပြီးတော့ခိုင်းရတယ်ခိုင်းရတဲ့ခါကျခိုင်းနေကြသူမဟုတ်တဲ့ခါကျစိတ်တိုင်းလည်းမကြောက်ဘူးကရလားဆိုတော့ရတယ်ပေါ့ဘာရလဲဆိုတော့ဒီ C1 C2 ရလားကိုကြီးတက်လားဆိုတော့တက်တယ်အဲ့တော့ C1 C2 ခွဲရလားဆိုတော့ခွဲတတ်တယ်ပေါ့တဲ့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ချလောက်ဆိုပြီးတော့ခိုင်းလိုက်တဲ့ဟာကတကားလေးရွက်နဲ့ဒီဟာတွေနဲ့ချပြီးတော့ပေးလိုက်တဲ့ကိစ္စကလောက်တာကမနက်တည်းကလောက်လိုက်တဲ့ကည9နာရီမှပြီးတယ်သူ့ကို daily လေးခေါ်တာ3000ခွဲအချိန်ပိုချင်းနဲ့ဆိုတရက်ထက်နဲ့သူ9000လောက်ကုန်သွားတယ်ပြောချင်တာပေါ့နော်ပတ်စံကိစ္စကိုပြောချင်တာမဟုတ်ဘူးနိုင်ဝက်လောက်ပဲကြားမဲ့ကိစ္စကိုတနေ့ကုန်လောက်သွားတယ်ဆိုတဲ့ဟာကိုပြချင်တာပေါ့နော်အဲ့ဒါမှမလို့ဒီ C1 C2 ကလူတိုင်းလည်းမသိဘူးအခုလူတွေပြောတော့လဲကိုလေးအမှန်ဒီအလုံးမလုံးလဲတိထားတဲ့ဘာလို့လဲဆိုလို့ရှိရင်ခုနောက်ပိုင်းမှာသုံးနေကြဒီ furniture တွေက modern ဘက်ကိုသွားနေရဖြစ်တဲ့ကြောင့်မလို့ modern furniture တွေတော်တော်များများကဒါမျိုးပဲသုံးပါတယ်။ဒါမျိုးတွေဒီပတ်တာတွေမှာ modern furniture ပတ်တာတွေမှာဒါမျိုးပဲသုံးတာများပါတယ်။အဲ့ဒီခါကျတော့ပတ်တာတစ်ခုကိုချိန်မှာရှိရပတ်တာတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လည်းကိုဘလို့ပတ်တာမျိုးဝယ်သုံးရမလဲဆိုတဲ့ဟာမျိုးကိုဘလို့လဲရမလဲဆိုတဲ့ဟာမျိုးလေးကိုသိထားတင်တယ်ပေါ့နော်။အဲကြောင့်မလို့ညီမ sharing လုပ်ပါမယ်ရှင်။အဲ့တော့ပထမဦးဆုံးအနေနဲ့ C1 ကို C1 C2 C3 ကိုဘယ်လိုခွဲလဲပေါ့နော်အဲ့တော့ဒီမှာတွေ့လားဒီခုံးလေးကိုပဲကြည့်မယ်ကျွန်တော်ဒီပစ္စည်းလေးရနည်းနည်းဟောင်းနေလိမ့်မယ်ညီမအရင်ကြံတဲ့ဟာတွေပေါ့နော်အခု store တွေကနေပြန်ထုတ်လာပြီးတော့မှပြတာပေါ့နော်အဲ့ဒီခါကျတော့ဒီဟာလေးကိုပဲကြည့်လိုက်ပါဒီမှာဒီခုံးလေးဒီလိုခုံးမျိုးလေးဆိုရင်တော့ C1 မှာရှင်သူ့ထက်နည်းနည်းလေးခုံးတဲ့ဟာလေးဒီမှာကြည့်လိုက်ရှင်းကြည့်လိုက်နော်ဒီဟာလေးဆိုလို့ရှိရင်တော့ C2 ပါနည်းနည်းလေးခုံးတာမျိုးဆိုရင်တော့ C2 ပါရှင်ဒီလိုအများကြီးခုံးတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ C3 ပါရှင်အဲ့တော့ C1 ကကြာလို့ရှိရင်ဥ over လေးပါအပြင်မုံမှာ C1 C2 ကကြာလို့ရှိရင်တော့အတွင်းမုံမှာအတွင်းမုံမှာတဝက်ဖုံးမှာနော်တဝက်ဖုံးမှာ C3 ကကြာလို့ရှိရင်လုံးဝအတွင်းမုံပါရှင်အဲ့တော့နားလည်အောင်ညီမတို့ပြောရမယ်ဆိုလို့ရှိရင်ခဏလေးနော်ထားပါတော့ဒါကတော့ညီမဒီကနီးစက်ရနဲ့ပြလိုက်မယ်ဒါကတော့တကားရဲ့တကားတက်ရမယ်ဘောင်ပေါ့နော်လက်ခံဘောင်ပေါ့တကားလက်ခံဘောင်အဲ့လက်ခံဘောင်ဒါကတကရွက်ပေါ့နော်ဒီလိုမျိုးတကားရဲ့အပေါ်မှာဒီလိုမျိုးဖူး over လေးဖြစ်နေမယ်ဆိုရင်ဖူး over လေးဖြစ်နေမယ်ဆိုလို့ရှိရင်တော့ C1 တက်ရပါမယ်ဥပမာလေးဖြစ်နေမယ်ဆိုလို့ရှိရင်စီဝတ်တက်ရပါမယ်ဒီလိုလေးဒီဘက်မှာလည်းတရွက်ရှိမယ်ဒီလိုလေးတော့ပဲထုံးမယ်
ဘောင်းပေါ်မှာတော့ပဲတင်နေမယ်ဆိုလို့ရှိရင်တော့စီတူးတက်ရပါမယ်စီတူးရပါမယ်ဒါကလက်ခံပေါင်းရဲ့အတွင်းမှာလက်ခံပေါင်းနဲ့တကားနဲ့တပြေးညီပေါ့နော်တပြေးညီအတွင်းမှာလွတ်တက်ရမယ်ဆိုလို့ရှိရင်တော့စီတူးတက်ရပါမယ်ရှင်အဲ့တော့ C1 C2 C3 တပုံတမီကိုရှင်းသွားပြီလို့ထင်ပါတယ်အဲ့တော့လက်သမားတော်တော်များလည်းမသိပါဘူးမေးလိုက်လို့ရှင်သိလားဆိုရင်အင်းသိတယ်ပြောတာတကယ်ချပြကြီးအဲ့ဒါဘာတက်ရမှလည်းမေးကြည့်လို့ရှင်မှားပြောတာမျိုးလည်းကြုံရပါတယ်ပေါ့နော်အဲ့တော့ C1 C2 C3 ကိုခွဲတတ်သွားပြီလို့ထင်ပါတယ်ရှင်ညီမ background ကိုတော့စိတ်မရှိပါနဲ့ညီမအလုပ်ရုံမှာအကုန်လုံးပစ္စည်းတွေကအခုအစာဝတ်ပြဆောက်နေရဖြစ်လို့ကြောက်မို့လို့နောက်တွေအကုန်ခုပုံထားတာပေါ့နော်အဲ့တော့ဒီလိုအများကြီးခုံးရင် C3 ပါဒီလိုအများကြီးခုံးရင် C3 ပါဒီမှာ high roll လေနော်အဲ့တော့ဒီလိုနည်းနည်းလေးပဲခုံးနေဆိုလို့ရှိရင်တော့နည်းနည်းလေးပြေးလေးဒီကသူခုံးလေးကိုကြည့်လိုက်နည်းနည်းပြေးလေးပဲဖြစ်နေရဆိုလို့ရှိရင်တော့ဒါ C1 ပါတိုင်းထောက်ဒီလိုလေးဆိုလို့ရှိရင်တော့ C2 ပါရှင်နောက်လေးကျမှတက်ပုံတက်နီးလေးကိုညီမပြပေးပါမယ်အခုဆိုင်မှာနောက်ပိုင်းပေါ့နော်တက်စင်ရေးဒီလိုပတ်တာလေးဖြစ်ရိုးပတ်တာလေးတွေဖြစ်တော့မဖောက်တာတွေအပိုင်းတွေဖြစ်ဒီတော့တက်တဲ့အပိုင်းတွေဖြစ်အကုန်လုံးကိုအခုဆိုင်မှာပစ္စည်းပုတ်ခင်မှာညီမကိုယ်တိုင်မတက်စင်ပြီးရလုပ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့လို့ပြန်ပြီးတော့ sharing လုပ်ပေးနေဖြစ်ပါတယ်ရှင်မှားတာရှိလဲထောက်ပြပေးပါလေးလာနေဆက်သူမို့လို့အမရှိလဲဝေဖန်ပေးပါရှင်ကျေးဇူးတင်ပါတယ်